အဖေအရင်ကိုပေါင်းသိမ်းဆက်ဆံပြီးတော့ခလေးရသွားတဲ့အဖြစ်အပျက်တွေကချမ်းစာထဲမှာလည်းရှိခဲ့တယ်ဒီလိုအဖြစ်အပျက်တွေကိုဆရာတော်တော်များများလည်းမပြောချင်ဘူးကျမတို့လည်းမပြောချင်ဘူးဒါပေမဲ့လည်းကျမတို့သင်ခန်းစာယူဖို့ရန်အတွက်ဒီအဖြစ်အပျက်လေးကိုပြောချင်တယ်တောတုံနဲ့ဂေါမောရမြို့ကိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်ပိုင်းမှာဒီလော့တာတို့မိသားစုကလွတ်သွားတယ်ဒါပေမဲ့သူ့ရဲ့အမေကနောက်ပြန်လှည့်တဲ့အတွက်ကြောင့်စားတိုင်ဖြစ်ခဲ့တယ်အဲ့ဒီရဲ့နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဒီသားဖ3ယောက်ကသားဖ3ယောက်ကဒီရဲ့နော်တောတုံနဲ့ဂေါမောရမီးရှို့ဖျက်ဆီးတဲ့ထဲကနေလွတ်မြောက်သွားတယ်ဆိုပေမဲ့နောက်ပိုင်းမှာသူတို့သားဖ3ယောက်ပဲအတူတူနေတယ်အုတ်ကူတစ်ခုမှာသူတို့ကနော်ဂူတစ်ခုမှာသူတို့ကနေကြတယ်အဲ့ဒီချိန်မှာသူတို့ရဲ့သမီး2ယောက်ကနေပြီးတော့မှငါတို့မှာဒီယောက်ျားသားဆိုတာလည်းမရှိတော့ဘူးเนาะငါတို့ရဲ့မျိုးဆက်တွေကလည်းဘလို့မှပြန့်ပွားစရာအကြောင်းမရှိဘူးယောက်ျားလေးဆိုတာလည်းမြင်စရာမရှိတော့ဘူးဒါကြောင့်ငါတို့မျိုးဆက်တွေပြန့်ပွားဖို့လိုတယ်ဆိုပြီးတော့မှသူတို့ဘလို့အကြံထုတ်လဲဆိုတော့သူ့ရဲ့အဖေကိုစပြည့်ရမူးအောင်တိုက်ပြီးတော့မှသူ့အဖေလုံးဝမူးယူသွားတဲ့ချိန်မှာသူ့အဖေနဲ့ညီမ2ယောက်စလုံးကဆက်ဆံကြတယ်အဲ့ဒီလိုနဲ့ဒီညီမ2ယောက်စလုံးကကိုဝင်ရလာတယ်နောက်ပိုင်းမှာခလေးရလာတယ်အကြီးမမှာသားတယောက်ရတယ်အငယ်မမှာသားတယောက်ရတယ်အကြီးမရဲ့သားကမောဘဆိုပြီးတော့အမိမှဲ့တယ်အငယ်မရဲ့သားကကျတော့အမုံဆိုပြီးတော့မှအမိမှဲ့တယ်ပေါ့နော်ဆိုတော့ဒီရဲ့မောဘနဲ့အမုံလူမျိုးတွေကဣသရေလလူမျိုးတွေကိုနောက်ပိုင်းမှာစန့်ကျင်တဲ့လူမျိုးတွေဖြစ်သူတို့ကပေါက်ဖွာလာတယ်ဆိုတော့အမုံလူမျိုးနဲ့မောဘလူမျိုးတွေကဂျော်ဒန်နိုင်ငံအရှေ့ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းတွေမှာသူတို့ကနေရာယူပြီးတော့မှနေထိုင်ကြတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာသူတို့ဟာတခြားသောလူမျိုးတွေနဲ့ရောနှောပြီးတော့မှပေါင်းသင်းနေထိုင်တဲ့ချိန်မှာသူတို့ရဲ့ဒီမူလလူမျိုးတီးတန့်ဆိုပြီးတော့မရှိတော့ဘူးရောနှောပြီးတော့နေလိုက်တယ်ရောနှောပြီးတော့ယူကြတယ်ဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ဒီရဲ့မောဘနဲ့အမုံလူမျိုးတွေကဖျားသခင်ကိုစန့်ကျင်တဲ့လူမျိုးတွေဖြစ်သူတို့ကပြောင်းလဲလာတယ်ပြီးတော့မှသူတို့ကနတ်တွေကိုးကွယ်တယ်မကောင်းတဲ့အရာတွေရုပ်တုဆင်းသူတွေကိုးကွယ်တဲ့လူမျိုးဖြစ်သူတို့ကပြောင်းလဲတယ်ပေါ့နော်ပြီးတော့မှဒီလူမျိုးတွေထဲမှာထူးခြားတာတစ်ခုကတော့မောဘလူမျိုးထဲကနေရုတဆိုတဲ့နော်တကယ်ကိုကျမတို့ကျမ်းစာမှာလေးစားစရာကောင်းတဲ့အမျိုးသမီးရုတဆိုတာကပေါက်ဖွာလာတယ်နော်ဆိုတော့ဒီတစ်ခုကတော့တော်တော်လေးထူးဆန်းတဲ့ကိစ္စရဲ့တစ်ခုဖြစ်ပါတယ်ပြီးတော့မှဒီရဲ့မောဘနဲ့အမုံလူမျိုးတွေကဣသရေလလူမျိုးဣသရေလလူမျိုးတွေကိုစန့်ကျင်ပြီးတော့ဖျားသခင်ကိုစန့်ကျင်တဲ့လူမျိုးဖြစ်ပြောင်းလဲသွားတာဒါဆိုရင်လော့တရဲ့သမီး2ယောက်ကဘာကြောင့်သူ့အဖေကိုဒီလိုလုပ်ရတာလဲတကယ်တမ်းကျတော့သူတို့ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်ကတောတုံနဲ့ဂေါမောရမြို့ဟာမိမချင်းကြိုက်ယောက်ျားချင်းကြိုက်လိန်သူကြိုက်ရှိသမျှအကုန်လုံးကိုပြစ်မှားတဲ့သူတွေအဲ့ဒီရဲ့ပတ်ဝန်းကျင်မှာကျင်လည်ခဲ့တဲ့ခါမှာဒီညီမ2ယောက်ရဲ့စိတ်ထဲမှာလည်းဒီမကောင်းတဲ့ဇယိုက်တွေအကျင့်ဆိုးတွေကသူတို့ရဲ့စိတ်ထဲမှာကူးစက်နေပြီးသားဖြစ်နေတာဒါကြောင့်ကျမတို့သင်ခန်းစာယူစရာပါလဲဆိုရင်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာမကောင်းတဲ့သူတွေမကောင်းတဲ့အရာတွေကျမတို့ကမြင်ပါများတယ်တွေ့ပါများတယ်ဆိုတော့ဒီရဲ့အကျင့်စရိုက်လေးတွေကျမတို့မှာကူးလာတတ်တယ်ဒီအကျင့်စရိုက်တွေကျမတို့မှာရှိတတ်တယ်ဒါကြောင့်ကျမတို့ကကျမတို့ရဲ့ပတ်ဝန်းကျင်ကျမတို့ပေါင်းသင်းနေထိုင်တဲ့ဆက်ဆံတဲ့သူတွေမှာပေါ့မကောင်းတဲ့အကျင့်စရိုက်တွေရှိတယ်ဆိုအဲ့ဒီလူကိုရှောင်ရမှာဖြစ်တယ်ဒီကနေ့မှာဒီလော့တရဲ့သမီး2ယောက်ကလည်းသူ့ရဲ့ပတ်ဝန်းကျင်မှာတောတုံနဲ့ဂေါမောရမြို့မှာဒီလောက်ညစ်ပတ်ပြီးမှသူတို့ရဲ့စိတ်တွေစိုးသွမ်းနေတဲ့သူတွေနဲ့အမြဲတမ်းသူတို့ပတ်ဝန်းကျင်မှာကျင်လည်ခဲ့တဲ့အခါမှာသူတို့ရဲ့စိတ်ထဲမှာလည်းဒီအရာကြီးကိုအရန်ဆူဆူဝါးလို့သူတို့မမြင်တော့ဘူးเนาะပြောချင်တာကဒါကြောင့်ကျမတို့ကပတ်ဝန်းကျင်ကောင်းရှိဖို့အရန်လိုအပ်တယ်ဆိုတာကိုလည်းကျမတို့သွားပြီးတော့မြင်နိုင်တယ်ဒါကြောင့်ဒီနေ့မှာကိုယ့်ရဲ့အဖေကိုယ်တိုင်ကိုတောင်မှပြစ်မှားတဲ့အထီကိုမှဒီလိုမျိုးဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာကျမ်းစာထဲမှာရှိပါတယ်ဒါပေမဲ့ဖယားသခင်ကဒီလိုမျိုးတွေကိုလုံးဝမကြိုက်ပါဘူးဒါကြောင့်သူ့ရဲ့လူမျိုးစုတွေကိုလည်းဖယားကမရွေးချယ်တဲ့အတွက်ကြောင့်ဒီနေ့မှာဒီလော့တရဲ့သမီး2ယောက်ကနောက်ဆုံးမှာသူ့ရဲ့မျိုးနွယ်စုတွေဟာဖယားသခင်ကိုပုံကန်တဲ့မျိုးနွယ်စုတွေအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်ဆိုတော့ thank you ပါ